မြတ်စွာဘုရားဟောထားတာသူ့အကြောင်းကိုယ်အကြောင်းသိဖို့ဘာလို့လဲတဲ့အဲ့ဒီမှာတံဝါသေနတိလံဝေဒိတပါဒီစကားလေးကိုမှတ်ထားလူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားလူလောကလူတွေကြုံလို့သူ့အတင်ပြောကိုယ်အတင်ပြောဒါတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်အဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားမဟောတော့တင်စခောဒီကေနအထုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဒါကြောင့်မို့တင်စခောဒီကေနအထုနာနဣတရေအချိန်ကြာကြာမှသိနိုင်တယ်အဲ့တော့အချိန်ကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့ဘာလဲဆိုမနတိကရောတာနောအမနတိကရောတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုမသိသေးဘူးတဲ့တင်စခောပညာဝတ္တာပညာရှိမှသိတယ်တဲ့ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကလားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရကြည့်ရမယ်နံပါတ်2တတိထားရနံပါတ်3ပညာရှိရ